မင်္ဂလာပါကျွန်တော်ဒီနေ့ XLOF formula လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်မိတ်ဆက်ပေးမယ်ဆိုတော့သူက2019ခုနှစ်တည်းကထွက်ရှိထားတဲ့ formula ဖြစ်တယ်သူ့မတိုင်ခင်ကကျွန်တော် VLOOKUP တွေသုံးခဲ့ကြတယ်เนาะ2019မှာထွက်တယ်ဆိုပေမဲ့သူ့ရဲ့ version support ကတော့exam မှာဆိုတော့2021ပေါ့เนาะဒါပေမဲ့365မှာတော့သူ2019ကတည်းကသူက support လုပ်နေတာဖြစ်တယ်သူရဲ့ standard ကတော့ဒါ2ကောက်ပေါ့เนาะသူရဲ့ရှေ့ကောက်လည်းရှိတယ်ပေါ့နော်သူရဲ့ standard ကတော့ if not found on match to search mode ပေါ့နော်ဟုတ်ကဲ့ဒါတော့အဲ့ဒီ standard ကိုကျွန်တော်တို့ဒီနေ့ standard ကြည့်မယ် without force မထည့်ဘဲနဲ့စမ်းမယ်column အတစ်ထပ်ပြီးစမ်းကြည့်မယ်ပေါ့နော်ဒါတော့တောင်းရှစ်ပေါ့နော်ဒီ data လေးနဲ့စမ်းကြည့်မယ်ဒီတောင်းကြီးဆိုတဲ့တောင်းရှစ်ကရှမ်းထဲမှာရှမ်းရဲ့ state region ထဲမှာရှိတယ်ကလောကအပန်ကပေါ့နော်သူရဲ့state region ဒီမှာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ VLOOKUP နဲ့ XLOOKUP နဲ့ကိုကျွန်တော်တို့စမ်းကြည့်ကြဟုတ်ပြီကျွန်တော်တို့ဒီမှာ VLOOKUP ကကျွန်တော်တို့တောင်းကြည့်လို့ရတယ် Okay ကျွန်တော်တို့ original VLOOKUP ကနေဆိုရင် lookup array ကိုယူတယ်ကျွန်တော်တို့ table array ကိုသူကနေစပြီးယူတယ်ပြန်လာ return ပြန်လာစေချင်တဲ့ဟာကဘယ်နေရာမှာစချင်လို့1 2ဆိုတော့2ရှိတယ်အဲဆိုရင်တောင်းကြီးဆိုရင်ကျွန်တော်တို့ဘိုးဖြစ်နေတယ်ပေါ့နော်ဟုတ်ပြီဒါကျွန်တော်တို့ဒီနောက်က with exact match ဆိုတဲ့ false value ကိုမထည့်ဘဲနဲ့ကျွန်တော်တို့စမ်းခဲ့တာသူ့ရဲ့ return ဖြစ်ရတော့မှားတယ်ပေါ့နော်အဲတော့ကျွန်တော်ဒီမှာလည်းတောင်းကြီးလို့ပဲယူကြည့်မယ်ကျွန်တော် XLOOKUP နဲ့စမ်းကြည့်မယ် lookup က lookup value ကတောင်းကြီးကျွန်တော်တို့သူ lookup array ရှိတာပါ column တစ်ခုပဲ return array column ကဒီ column ဖြစ်တယ်နောက်ပြီးကျွန်တော်တို့ချလိုက်တော့မယ်ဒီမှာ match mode တွေပါကျွန်တော်မရွေးတော့ဘူး okay ဒါဆိုရင်ကျွန်တော်တို့exact match false ဆိုတဲ့ဟာကျွန်တော်တို့မထည့်ဘဲနဲ့ VLOOKUP နဲ့ XLOOKUP ကိုစမ်းတာဖြစ်တယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဒီမှာတောင်ကြီးပြင် color ကိုစမ်းကြည့်မယ် color ကကရင်နဲ့ရအောင်လေဖန်ဆိုရင်ကရင်ဒါကတော့သူမှန်သွားပြန်တယ် color rate ကရင်နဲ့မပြောင်းသေးဘူးပြေးဆိုရင်ပကိုးတယ်ပေါ့နော်အဲတော့ VLOOKUP ကတော့ false mode မထည့်ခဲ့လို့ရှိရင်အမှန်တိုင်းပြန်လာဖို့ကခက်တယ်ပေါ့နော်အဲတော့ကျွန်တော် false mode ထည့်လိုက်ပြီပေါ့နော်ဟောတောင်ကြီးကိုပြန်စမ်းကြည့်မယ်ရှမ်းခုတော့မှန်တော့သူကတော့မထည့်ပေးရင်အကောင်းဆုံးမှန်အောင်လုပ်ပြီးတယ်ဒါပေမဲ့ကျွန်တော်ထည့်လိုက်ရင်တော့ပို့ပြီးတော့ဆင်ပြေလာပေါ့လေနော်ပို့ပြီးတိကျတချို့နေရာတွေမှာပို့ပြီးတချို့ data တွေပုံမူတည်ပြီးတော့ပေါ့နော်တိကျတဲ့ဟာတွေဟုတ်ပြီကျွန်တော်တို့ခုနပြောတယ်without force နဲ့စမ်းပြီးအခု add new column နဲ့ကျွန်တော်စမ်းကြည့်ဒီကြားတဲ့ column တစ်ခုထည့်လိုက်တဲ့အခါမှာ okay VLOOKUP နဲ့ရေးထားတဲ့ကောင်မဒီမှာသူဘာပဲပြ0ပဲပြတယ်ဘာလို့ဆိုရင်သူရဲ့ location တွေကမှားသွားပြီပေါ့နော်သူဒီမှာ3ပြန်လာပြီးပြမှာသူရဲ့ data ကဆင်ပြီးတော့မယ်ဘာလို့လဲဆိုတော့သူရဲ့ရေးစားတဲ့နေရာနဲ့ return rate ကကြားထဲမှာ1 CDE ဆိုတော့1 2 3ဖြစ်သွားတယ်3ပြန်လာပြီးပြတယ်သူ့မှာတော့ရေးပေးစရာမလိုဘူးပေါ့နော်ဟုတ်ဆိုရင်တော့ကျွန်တော်တို့တွေ VLOOKUP ကိုပြင်ဆင်ပေးလိုက်ဖို့အချိန်ရောက်ပြီလို့ထင်တယ်လို့ယူဆပါတယ်ဒီဗီဒီယိုလေးကမျိုးစုံအတွက်အသုံးဝင်လို့ပြောနေပါတယ်